ဒီအိုးကဘလို့ဖြစ်တာလဲပေါ်ဦးဒီအိုးကိုဘသူခွဲတယ်လို့မင်းထင်တယ်လေ ဒီလန်းဟာအမတ်တွေအတွားလာများတဲ့တက်အမတ်တွေထက်ကတယောက်ဖြစ်နိုင်ပါလေ ဒီအိုးကိုဘသူခွဲရလဲ မသိပါဘူးဖေ။ ပေါ်ဦးအမတ်တွေလည်းမခွဲဘူးဆိုတော့ဘသူခွဲတာလဲ အရှင်မင်းကြီးဒီအိုးကတာမန်အိုးမဟုတ်ပါဘူးသူကစကားပြောတတ်တဲ့အိုးပါအခုကွဲသွားတာဟာတစုံတယောက်ကသူ့ကိုဆဲတုံစိတ်မကောင်းဖြစ်ပြီးအလိုလိုကွဲသွားတာပါဗျာ ပေါ်ဦးအိုးကဘလို့လို့စကားပြောမှလဲ မှန်လားပါဗျာမယုံရင်စမ်းကြည့်နိုင်ပါတယ်ဗျာဒီအိုးချမ်းပဲဒီကိုတယောက်ချင်းစီနားနာကပ်ပြီးနားထောင်ကြည့်ပါဘသူကိုမဆိုဒီအိုးကမင်းခွဲတာလားလို့မေးပါလိမ့်မယ်အဲ့ဒီအခါငါမခွဲပါဘူးလို့ပြန်ဖြေရပါမယ်တကယ်လို့ခွဲတဲ့သူကငါမခွဲပါဘူးလို့လိန်ပြောရင်အဲ့ဒီလူရဲ့နားရွက်ဟာချက်ချင်းမီးခိုးတွေထွက်လာပါလိမ့်မယ်ဗျာ ငါမခွဲပါဘူး ဘာလည်းမခွဲပါဘူး ငါလည်းလုံးဝမခွဲပါဘူး တွေ့ပြီမဟုတ်လားဗျာအိုးကစကားမပြောပေမယ့်ကိုနားရွက်ကမီးခိုးထက်မှကြောက်ပြီးခဏခဏစားနေတဲ့ဝင်ကြီးဟာအိုးကိုခွဲတဲ့တရားခံစစ်စစ်ပါပဲဗျာ အရှင်မင်းကြီးကျွန်တော်မျိုးမားပါတယ်ဗျာကျွန်တော်မျိုးကိုခွင့်လွတ်ပါဗျာမတော်တဆအတိုက်မိပြီးကြာကွဲသွားတာပါနောက်တစ်ခါမလိမ်မပါဘူးဗျာ